ຫນွေဦးတစ်ခုရဲ့နေ့တစ်နေ့မှာအမဆိုတဲ့တိမ်ပြပြလေးကိုကျွန်တော်ရှာတွေ့ခဲ့တယ်။ဘာမှမရှိပဲခြောက်သွေ့နေတဲ့ဘဝထဲကိုလေပြေကလေးတိုးဝင်လာတဲ့နွေရာသီရက်စွဲတွေပေါ့ဗျာ။ကျွန်တော်အကြောင်းကိုပြောပါဆိုရင်အနေအေးတယ်။လူတွေအများကြီးနဲ့နေရတာကိုမနစ်သက်ဘူး။အပေါင်းအတင်းမရှိသလောက်ရှာပြီးငွေကြေးမပြည့်စုံတဲ့ working family ကနေဆင်းသက်လာတဲ့လူမို့ကိုယ်တန်ရာနဲ့ကိုညီညီလေးနေတတ်သွားတဲ့အဲ့ဒီလို၆ကက်ကက်ဘဝရဲ့အပြည့်အနာစာတွေရဲ့ပိုင်ဆိုင်ထားတဲ့လူအမကတော့စတွေ့ကလေးကခတ်တက်ကလေးပေါ့အမြဲတမ်းပြုံးနေတတ်ပြီးသူကြိုက်တဲ့အပြာရောင်လေးတွေလိုပဲအေးချမ်းတဲ့တက်ကလေးရှိတယ်အစဉ်ပြေပြေမိသားစုကဆင်းသက်လာတဲ့အဲ့ဒီပန်းကလေးကအပေါင်းအတင်းများပြီးဆက်ဆံရေးလည်းတိတ်ကောင်းတယ်ဒါတင်မဟုတ်ပါဘူးဗျာရုပ်ကလေးဟာလည်းတကယ်ချစ်စရာအတီးအင်းလေဇလန်စကလေးကအဲ့ဒီလိုမိုးနဲ့မြေလိုဖြစ်တည်မှုတွေပါပဲနေမျိုးလေးမှာနေထိုင်တဲ့ကျွန်တော်ကအမရှိရာမျိုးကိုအလုပ်လုပ်ဖို့ရောက်လာခဲ့ရင်အလုပ်ကိုအကြောင်းပြုပြီးအဲ့ဒီအပြာရောင်လေးနဲ့ကျွန်တော်ဆုံခဲ့ရတယ်အမကလေအတွက်ကလေးပြီးကျွန်တော်ကိုတော့အချိန်ခဏလေးအတွင်းမှာစကားတွေအများကြီးပြောတတ်လာအောင်လုပ်နိုင်စွမ်းတာနောက်ပြီးကျွန်တော်ရဲ့တန်ရာတွေကိုအမြဲတမ်းနားထောင်ပြီးနားလည်ပေးတတ်တဲ့ကျွန်တော်ရဲ့အနှွေးတက်ကလေးပေါ့ဗျာကျွန်တော်ကိုတနာလို့လားကျွန်တော်ဘဝကိုစာနာလို့လားတော့ကျွန်တော်တကယ်မသိပေမဲ့စတီကလေးကအမကကျွန်တော်အတွက်တစ်ချိန်လုံးရှိနေပေးတတ်တာတယောက်တည်းရှိနေတာထက်တယောက်ယောက်ရှိနေတာကပိုကောင်းပါလားလို့တဘောပေါက်လာရတဲ့အပြာရောင်ရက်စွဲတွေပါပဲအမကိုလေဘဝထဲမှာတင်ထားခြင်းနဲ့ကျွန်တော်တယောက်တည်းပဲပိုင်ဆိုင်ခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့ကမိုးနဲ့မြေလေဟုတ်ပါတယ်ဘယ်တော့မှမစုံစည်းနိုင်တဲ့အဲ့ဒီလိုဖြစ်တည်မှုတွေပါပဲအမဘက်ကကျွန်တော်အပေါ်ဘယ်လိုစိတ်ရှိလဲကျွန်တော်သာဖွင့်ပြောလိုက်ရင်အမကလက်ခံလေမလားအဲ့ဒီလိုအတွေးတွေကိုတွေးမိတိုင်းကျွန်တော်မှအသွေးဆက်ကိုမြင်မြန်ဖြတ်ရတယ်အမကငါ့ထက်သားတဲ့လူနဲ့ပဲတန်တာပါလေဟုတ်ပါတယ်အမကငါ့ထက်သားတဲ့လူနဲ့ပဲတန်တာပါဒါပေမဲ့လေအတွေးတွေထက်လက်တွေ့ဟာအများကြီးခက်ခဲရမှန်းကိုအမကတခြားတယောက်ကိုစဉ်းစားပေးရမလားလို့ကျွန်တော်ကိုတိုင်ပင်ခဲ့တဲ့နေ့ကမှကျွန်တော်အတိအကျသိလိုက်ရတယ်အမကသူများအပိုင်လေးလို့တွေးမိတိုင်းကျွန်တော်ရဲ့စိတ်တွေဘလောက်ပြာခတ်နေရလဲအမသိလားအဲ့ဒါတွေကြောင့်ဘာကိုမှထိန်ထားနိုင်စွမ်းမရှိပဲကျွန်တော်အမကိုဖွင့်ပြောလိုက်မိတာအရာရာချုပ်ထိန်ထားတဲ့ကြားကဗျာစိတ်ဆိုတာဟာအဆိုးမရဘူးလို့လက်ခံလိုက်ရတဲ့စောင်းရည်နေ့တွေပေါ့အမြဲဆိုးနေတဲ့ကံနဲ့ကောင်းမှုကံတရားကမျက်နှာပေးလေသလားဒါမှမဟုတ်ပိုအထိနာအောင်ပဲအမြင့်ကိုခေါ်သွားလေသလားကျွန်တော်မပြောတတ်ပါဘူးအမကကျွန်တော်ရဲ့အချစ်ကိုလက်ခံပေးတယ်လေမရေတရေမျောလင်းခဲ့ဘူးတဲ့အပြာရောင်လေးကကျွန်တော်အပိုင်ဖြစ်လာပါတယ်ချစ်သူကြီးစားဘဝမှာလဲကျွန်တော်တင်ငယ်ရမယ့်ဖြစ်ရအားလုံးကိုအမကတတိထားရှောင်ပြီးချစ်ပြီးရှာတယ်နှွေးထွေးမှုတွေပြီးရှာပါတယ်ကျွန်တော်ထက်အဆဆရာတာနေတဲ့လူတွေအမနားမှာအများကြီးရှိပါလျက်နဲ့ကျွန်တော်လိုလူကိုအချစ်တွေပုံပေးထားပါလားလို့တွေးမိတိုင်းအမအပေါ်အာနာရအချစ်ပူရတစ်ဆက်တည်းမှာပဲပူညှိတွေမိပါတယ်အမမရှိရင်မဖြစ်ဘူးအမကဘဝအမကအရာရာပါအမကိုယ်ပျောက်ဆုံးသွားခဲ့ရင်ဘဝကိုလည်းပျောက်ဆုံးရတော့မဲ့ထီအမအပေါ်မှာကျွန်တော်နှိမ့်ဝင်သွားခဲ့မိတာဘဝတစ်ခုလုံးမှာအမပဲရှိတယ်ကျွန်တော်မှာအဖိုးတန်ဆိုလို့အမပဲရှိတယ်လေလောကမှာလေပျော်ရွှင်မှုနဲ့မထိုက်တန်တဲ့လူကြပျော်ခွင့်မရတဲ့လူဆိုတာတကယ်ပဲရှိတတ်သလားဗျာပျော်ရွှင်ကြည်နူးရချိန်လပိုင်းခြားလေးလောက်မှာတင်အမနဲ့ခွဲရဖို့ကံကြမ္မာဟာလှုပ်ဆောင်ပြန်ပါတယ်အမေရဲ့ကျမ်းမာရေးအတော်လေးမကောင်းဘူးဆိုတဲ့သတင်းအရာ
ကျွန်တော်ရဲ့နေရာမှနေမျိုးလေးကိုပြန်မှုဖြစ်လာတယ်အမကိုကျွန်တော်စိတ်မချဘူးဗျာအမရဲ့နားမှာလူတွေအများကြီးလေအမကိုလိုချင်နေတဲ့လူတွေမှအများကြီးပဲကျွန်တော်ပြန်မညနေမှာအမရဲ့ငုံမဲမဲမျက်နှာလေးဟာကျွန်တော်တိမ်စီသွားရမယ်နောက်ဆုံးပုံရိပ်လေးမှကျွန်တော်မသိခဲ့အမကိုနှစ်သိမ့်ရင်ပွေဖဲ့ရင်ပြန်လာမယ်ဆိုတဲ့အကြောင်းကိုအတိအကျလေးမှားခဲ့တာအမကလည်းစောင့်နေပါမယ်လို့အတိအကျကတိပေးခဲ့တယ်ထင်ပါတယ်ကံနေကုန်တဲ့အခါအချစ်တွေမကုန်လဲဝေးချရတတ်သလားကျွန်တော်မွေးရမည်ကိုကျွန်တော်ပြန်ရောက်ပြီးမကြခင်ပါပဲကျွန်တော်တို့စီမှာစစ်ပွဲတွေစဖြစ်ပါတယ်လမ်းနေပိတ်ခံရပြီးအမစီကိုပြန်ပြေးလာခြင်းနဲ့ကျွန်တော်ရဲ့အိမ်မက်လေးဟာလည်းမေးမိန်ခဲ့ရပါတယ်အနေဝေးနေကြတူတွေမို့လိုင်းကတစင်မဲ့ဆက်တယ်ရတဲ့ကျွန်တော်တို့ကိုပိုဝေးစီအောင်ပထမအဆင့်အနေနဲ့အင်တာနက်လိုင်းတွေပါပြတ်တောက်သွားတဲ့အထိကံကြမ္မာကရက်ဆက်ရက်တာပါပဲအမကတော့ကျွန်တော်အပေါ်မညူညင်တတ်တူပြီးအင်တာနက်လိုင်းမရလဲဖုန်းလိုင်းတွေရသေးတာပဲမလားအမတို့တယောက်အတန်တယောက်ကြားနိုင်သေးပြီးမက်ဆီကနေလဲဆက်တယ်လို့ရသေးတယ်လေစိတ်မညစ်ပါနဲ့အချစ်ရဲ့ဆိုပြီးအမကကျွန်တော်ကိုပြန်နှစ်သိမ့်ရှာတယ်ဒါပေမဲ့လေအမရဲ့အတန်ဟာဝမ်းနဲ့တန်နေပါဝင်နေတဲ့အတန်လေးမှန်စိတ်ကိုတင်းထားတဲ့အတန်လေးမှန်ကျွန်တော်သိပါတယ်အဲ့ဒီလိုနဲ့အမကဆဆချင်းရက်တွေလိုပဲကျွန်တော်အသက်ရှိနေပေးခဲ့တယ်လူကိုပဲအထီးအခိုင်မရှိအောင်ဂရုစိုက်ဖို့နဲ့သူကကျွန်တော်ကိုပဲစောင့်နေမဲ့လူဖြစ်ကြောင်းကျွန်တော်ကိုအမြဲတမ်းပြောပြရင်နှွေးထွေးပေးနေစေချစ်ပေးနေစေပါပဲကျွန်တော်ရဲ့ဘလို့အခြေအနေမဆိုနားလေပေးတတ်တဲ့အမကကျွန်တော်ကိုသိချစ်တာတကယ်ကိုသိချစ်ရှာတာအဲ့ဒီလိုအသေးတန်ချစ်နေကြတဲ့ချစ်သူတွေကိုကံတရားကမကြည့်ရဘူးထင်ပါတယ်ဗျာအင်တာနက်လိုင်းတွေပြတ်တောက်ပြီးဖုန်းလိုင်းလေးပါပြတ်တောက်သွားခဲ့တယ်၄ရက်အကြာလောက်မှလိုင်းပြန်ရတော့ဖုန်းမဝင်ခြင်းအမရဲ့ငိုတံကိုကြားခဲ့ရတာဟာကျွန်တော်ရဲ့ရင်းနှီးမြကွဲကြည်မှုတွေပါပဲတခုခုဖြစ်မှာကိုသိမလို့စိတ်ပူနေခဲ့ကြောင်းအရန်လွမ်းနေတဲ့အကြောင်းကျွန်တော်ဆက်သွယ်တဲ့အချိန်မတိမှဆိုလို့ဖုန်းကိုတောင်လက်ကမချနိုင်ကြောင်းနေပြောပြီးအမကခလေးတယောက်လိုငိုရှာတယ်အမကိုလေကျွန်တော်တနာလိုက်တာဗျာကျွန်တော်လူကိုချစ်မိခဲ့တဲ့အဲ့ဒီမိန်းကလေးကိုကျွန်တော်အားနာလိုက်တာအဲ့ဒီလိုရတစ်ချက်မရတစ်ချက်ဆက်သွယ်တွေကြားမှာတောင်ကျွန်တော်ဆက်သွယ်လာတဲ့အခါတိုင်းအမကနှွေးထွေးပေးတတ်ပြီးကျွန်တော်ကလည်းလိုင်းရတဲ့နေရာတွေကိုအသေးအတန်ရှာပြီးအမကိုဆက်သွယ်ခဲ့တယ်အမရောကျွန်တော်ရောအများကြီးငိုပြစ်ကြတဲ့ကာလအပိုင်းခြားတွေပါပဲအဆက်သွယ်ရလို့အတန်လေးကြားရတာနဲ့နှစ်ယောက်စလုံးလွမ်းလွင်းလို့ငိုချမိကြတာပြန်တွေးကြည့်ရင်တော့ကျွန်တော်ဘဝပြီးအခြေအနေကြောင့်ဒုက္ခခံနေရတာဖြစ်ပြီးအမကတော့ပျော်ပျော်လေးနေလို့ရပါရဲ့နဲ့ကျွန်တော်လိုလူကိုချစ်မိလို့စိတ်ဒုက္ခရောက်နေရှာတာပါကျွန်တော်အတကြီးလိုက်ပုံများဗျာအမပင်မနေရမှန်တိနေတာတောင်ပူပန်နေရမှန်တိနေတာတောင်အမကိုလက်မလွတ်ရနိုင်ခဲ့ဘူးဗျာကျွန်တော်အတွက်တော့အမကအလင်းရောင်လေးဖြစ်ပြီးကံကောင်းခြင်းလေးဖြစ်ပေမဲ့အမအတွက်တော့ကျွန်တော်ကဘာကောင်းကျိုးမှမရှိပဲမျက်ရည်တွေကိုသာဖြစ်ပေါ်စေတဲ့လူဆိုတာလက်မခံခြင်းလဲလက်ခံရမယ်အမှန်တရားပါပဲဘလောက်ပဲအတ္တကြီးတယ်ဆိုပေါ့အမရဲ့ကျွန်တော်ဆက်ပြီးအမကိုမမျှော်မှန်းရက်တော့တဲ့ကိစ္စဟာကျွန်တော်စီမှာရှိလာတာအမမှမသိပဲမဟုတ်သေးဘူးကျွန်တော်ကိုယ်တိုင်ကအမသိအောင်ပြောမပြခဲ့တာပါကျွန်တော်တို့အင်္ဂလိပ်မိလောင်သွားတယ်အမရဲ့ကျွန်တော်ကအခုဆိုရင်လေအိမ်မရှိယာမရှိစစ်ပြီးဒုက္ခတဲ့ပိုင်ဆိုင်တာဘာမှမရှိတဲ့ဒီလိုခက်ဆုပ်ဆုပ်ဘဝထဲအမကိုကျွန်တော်ဘယ်လိုဆွဲခေါ်ထားရပါမလဲ၄-၅ရက်တခါတောင်ပုံမှန်မလုပ်နိုင်တဲ့အဆက်တွေကြားတစ္ဆာရှိပေးနေတဲ့ဒီဖိုးတန်မျိုးသမီးလေးကကျွန်တော်နဲ့ဘယ်လိုများထိုက်တန်ပါတော့မလဲကျွန်တော်ကြောင့်စိတ်ပင်ပန်းရ
နေ့တိုင်းငိုနေရတဲ့ချစ်ရသူကိုဒီအခြေအနေနဲ့ဆွဲခေါ်ပြီးလာကျွန်တော်နဲ့အတူတူကျွန်တော်တန်နေခံလဲဆိုပြီးပြောရမှာလားအမရဲ့ကျွန်တော်မပြောနိုင်ပါဘူးကျွန်တော်အတွက်နေ့တိုင်းကြရတဲ့အမရဲ့မျက်ရည်တွေကိုလည်းကျွန်တော်မချစ်ရတော့ပါဘူးဗျာအဲ့ဒီလိုတိမ်ငယ်စိတ်တွေအားငယ်စိတ်တွေကြားအမကိုအခက်ခဲတွေကြားကဆက်သွယ်ရတာပြင်ပန်းနေပြီချစ်လည်းမချစ်ချင်တော့ဘူးဆိုပြီးလမ်းခွဲဖို့ကျွန်တော်ပြောတဲ့နေ့ကအမရဲ့ငိုရံနေဟာလေကျွန်တော်ရင်ကိုခွဲတဲ့ဓာတ်တွေပါပဲကျွန်တော်စက်မဆွဲထားရက်တော့လို့ပါအမရဲ့အမကအပြာရောင်နေလို့အေးချမ်းခဲ့တဲ့ဘဝလေးကျွန်တော်ကြောင့်ပူလောင်နေရတာကိုကျွန်တော်မလိုချင်တော့လို့ပါဂရိမတီတဲ့လူတွေကိုတိတ်မုန်းတတ်တာမို့ကျွန်တော်ကိုလည်းမုန်းပြစ်မှဆိုတာအမနောက်ဆုံးပြောခဲ့တဲ့စကားလေးအဲ့ဒီလိုပဲကျွန်တော်ကိုမုန်းပြစ်ပြီးစိတ်နာသွားပြီးကောင်းတဲ့ပြောင်းလဲမှုတွေလုပ်သွားစမ်းပါအမရဲ့ဒီအခြေအနေနဲ့ယဉ်ပြီးတိုင်တယ်ပြောပါတယ်ကျွန်တော်အမကိုတိတ်ချစ်တာပါမပိုင်ဆိုင်ရက်တော်လောက်အောင်ချစ်တာပါချစ်လွန်းလို့ပဲဆွန့်လွတ်ပေးပြီးဖြစ်တယ်လို့နေခဲ့ရတော့မဲ့လူပါဗျာအခုဆိုရင်အမနဲ့အဆက်အသွယ်မရတာဘဝထဲကအပြာရောင်တွေပျောက်ကွယ်သွားတာအချိန်ကာလတစ်ခုတည်းကိုရောက်ခဲ့ပြီအသက်ရှူနေလို့တာအသက်ကရှင်နေတာပဲကျွန်တော်မှလေဘာမှမရှိတော့ဘူးအမကိုလည်းထပ်မတွေ့နိုင်တော့ဘူးကျွန်တော်ကတီလူပါအမရဲ့တီမဲ့ရက်ကိုပဲထိုင်ဆောင်နေမိတဲ့လူပါဗျာအမကမှောင်မိုက်နေတဲ့ကျွန်တော်ဘဝကိုဆေးချယ်ပေးခဲ့ဘူးတဲ့အပြာရောင်အနာသက်ကလေးຫນွေဦးရဲ့လေပြေကလေးပြီးတော့ကျွန်တော်နဲ့ဘယ်တော့မှထိုက်တန်မှမဟုတ်တဲ့ပန်းကလေးပါကျွန်တော်မှတခြားစုတောင်းနေမရှိတော့ပါဘူးကံကြမ္မာကဒါဒီကောင်ကိုတစ်ခေါက်လောက်တနာမယ်ဆိုရင်လေကျေးဇူးပြုလို့အမတယောက်ပျော်ရွှင်ပါစေတနည်းရာမှာပျော်ရွှင်နေပါစေကျွန်တော်လိုဘာမှမဟုတ်တဲ့လူရဲ့ဖြစ်တည်မှုကိုမေ့သွားပြီးကျွန်တော်မပါဝင်တဲ့ဘဝတစ်ခုမှာအေးချမ်းပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အမရဲ့